အားလုံးပဲမင်္ဂလာပါစုခိုက်ထဲတော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုလေလာမဲ့အခုကမေလကုန်တော့မှာပေါ့နော်ဒီအခုလာမဲ့ဂျွန်လအတွင်းမှာဘာတွေကြုံတွေ့လာရနိုင်လဲအလောက်ကန်နဲ့ပတ်သက်ပြီးလားစီးပွားရေးနဲ့ပတ်သက်ပြီးလားဘာတွေကြုံတွေ့လာရနိုင်လဲတစ်ချက် general reading လေးကြည့်ပေးမယ်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကျွန်တော်ရဲ့ဒီ follower လေးတွေအတွက်အခုလာမဲ့ဂျွန်လအတွက် general reading လေးကြည့်ပြပါမယ်အားလုံးလည်းပဲစောင့်မျှော်နေမယ်သိကျင်နေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ရဲ့ဒီ energy အရာကျွန်တော်ခုဒီကြည့်နေတဲ့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကျွန်တော်ရဲ့ follower လေးတွေအကုန်လုံးအတွက်ကိုကျွန်တော်ခုလာမယ့်ဂျွန်လအတွင်းမှာဘာတွေကြုံတွေ့လာရနိုင်လဲဘာတွေဆောင်ရန်ရှိလဲဘာတွေရှောင်ရမှာလဲစသဖြင့် general reading လေးကြည့်ပြပါမယ်အဲ့တော့ထုံးစံတိုင်းပဲတက်ကလေးတွေကိုအာရုံပြုပြပါအသက်ကလေးတွေဝဝလေးရှူထားပေးမယ်နော်ဟုတ်ပါပြီကဲကျွန်တော်အဲ့ဒါဆိုရင်စကြည့်ပေးမယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့လာမယ့်ဂျွန်လအတွင်းမှာဘာတွေကြုံတွေ့လာရနိုင်လဲဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအတွက်ဂျွန်လအတွင်းမှာဘာတွေကြုံတွေ့လာရနိုင်လဲဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအနေနဲ့လာမယ့်ဂျွန်လအတွင်းမှာဘာတွေကြုံတွေ့လာရနိုင်လဲဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲချက်ကြည့်ပေးမယ်ဟုတ်ပြီကက်ကလေးကတော့လေအရန်ကောင်းနေတယ်သိလားအရန်ကောင်းနေတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေကလေအခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့အချိန်အထိအခုချိန်ထိသူတို့မှလေအစီအစဉ်တွေချမှတ်ထားတာရှိတယ်ခိုင်မာပြီးတော့တိကျသေးချာပြတ်သားတဲ့အစီအစဉ်တွေကိုစောင့်ကြည့်ပြီးတော့သေးချာလို့မလို့ငါဒီဂျွန်လကြာရင်ဘာလုပ်မလဲဆိုဘာလုပ်မယ်ဟဲ့ဆိုပြီးတော့တိကျပြတ်သားစွာဆုံးဖြတ်ချက်ချထားတဲ့အစီအစဉ်တွေရှိနေလိမ့်မယ်ဟုတ်ပြီနော်ရှိနေလိမ့်မယ်မကြခင်မှာလည်းပဲကိုယ့်အတွက်အချို့မရှိတဲ့သူတွေတကြလိုက်အခွင့်အလမ်းအသစ်တွေရှိနေလိမ့်မယ်ဒီဂျွန်လကစပြီးဂျွန်လထဲမှာပေါ့ဒီဂျွန်လတစ်လအတွင်းမှာကို့မှာလေကိုစူးစမ်းထားခဲ့တဲ့မြကိုလှုပ်ဆောင်ထားခဲ့တဲ့မြအရာတွေနဲ့ပတ်သက်ပြီးတော့လေမကြခင်မှာဒီမမြင်ရတဲ့ဒီ guidance အစောက်အရှောက်တွေကနေပြီးတော့ဆုလက်တစ်ခုကိုယ့်လက်ထဲကိုရောက်ရှိလာလိမ့်မယ်လို့ပြောနေတယ်အချို့ကလည်းပဲဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်ကနေပတ်သက်ပြီးတော့တိချာလေးနှစ်ရှည်လာများစွာအစီအစဉ်တကျရေးဆွဲပြီးတော့ချမှတ်ထားတဲ့ကိစ္စတစ်ခုဂျွန်လအတွင်းမှာလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတစ်ခုရှိနေလိမ့်မယ်အကောင့်ထဲပေါ်ပါလိမ့်မယ်စပြီးတော့အကောင့်ထဲပေါ်တဲ့အခါမှာလေလုံးဝလေဘာမှမစင်စားနဲ့ဖြစ်လာပါမလားအောင်မြင်ပါမလားလုပ်လို့အဆင်ပြေပါမလားဆိုပြီးတော့ဘာမှအများကြီးမစင်စားနဲ့လုပ်เสียရှိတာကိုရဲဝန်းနဲ့လုပ်ချလိုက်ပါတင့်ကိုကူညီမဲ့အဆောင်အရှောက် guidance အနေရရှိနေပြီ ready စောင့်နေပါတယ်တင့်အတွက်ကိုအခွင့်အရေးပေးဖို့အတွက်ကို ready စောင့်နေပါတယ်လို့ပြောနေပါတယ်အဲ့တော့ခုဒီဂျွန်လအတွင်းမှာဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်เสียရှိတဲ့ plan တွေကိုအကောင့်ထဲပေါ်ပါ project တွေအကောင့်ထဲပေါ်ပါရောင်းဝယ်လုပ်နေတဲ့သူတွေအနေနဲ့လည်းပဲလုပ်ငန်းတွေကိုကိုကြိုတင်ချမှတ်ထားတဲ့အစီအစဉ်တိုင်းအမြန်ဆုံးအကောင့်ထဲပေါ်လိုက်ပါအားလုံးကအစီအစဉ်တကျအောင်မြင်ဖို့အတွက်ကိုစောင့်ကြိုနေပါပြီနောက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာလည်းပဲဘာမှအများကြီးမစင်စားဘဲနဲ့လုပ်เสียရှိတာတွေကိုရဲဝန်းနဲ့စတင်လှုပ်ဆောင်လိုက်ပါမကြခင်မှာဆိုရင်ကိုယ့်ရဲ့ဒီအလုပ်ကိုင်းစီးပွားရေးငွေရေးချင်းနဲ့ပတ်သက်ပြီးတော့လေလုံးဝအောင်မြင်မှုတွေရရှိလာမဲ့အချိန်အခါဒီစောင့်ကြိုနေပါတယ်ပေါ့နော်အားလုံးတွေ့မင်္ဂလာသတင်းကောင်းလေးပါအားလုံးပဲ energy ကြပါစေအဆင်ပြေကြပါစေအောင်မြင်ကြပါစေဟုတ်ပြီနော်ကဲနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်အားလုံးပဲနှုတ်ဆက်ခဲ့ပါတယ်ဒီမှာနေရင်နားလိုက်ပါတယ်